ငလင်တန်အကြီးအကျယ်ခံစားခဲ့ရတဲ့စကိုင်းမန္တလေးနေပြည်တော်နဲ့ကျောက်ဆည်တို့မှာပြိုကျပျက်စီးနေတဲ့အဆောက်အဦတွေအောက်ပိတ်မိနေသူတွေကိုရှာဖွေကယ်ဆယ်ရေးတွေဆက်လုပ်နေကြတာရှိပေမဲ့ဧပြီ3 ရက်နေ့မှာတော့အသက်ရှင်လျက်ကယ်ထုတ်လာနိုင်သူမရှိသလောက်နှဲပါသွားပြီလို့ကယ်ဆယ်ရေးသမားတွေကပြောပါတယ်တေဆုံးရုပ်အလောင်းတချို့တော့ထပ်မံတွေ့ရှိနေပါသေးတယ်ငလင်တန်တစ်မြို့တွေမှာ6 ရက်ကြာလာတဲ့အထိနေအိမ်တွေလည်းပြန်လည်ဝင်ရောက်နေထိုင်နိုင်တဲ့အခြေအနေမှာမရှိသလိုငလင်တစ်ပြည်သူတွေအတွက်ယာယီနေထိုင်စရာစခန်းတွေကြဲကြဲပြန့်ပြန့်စီစဉ်ပေးနိုင်တာမတွေ့ရသေးပါဘူးအချိန်မရွေးပြိုကျနိုင်တဲ့အဆောက်အဦတွေရဲ့အန္တရာယ်ကြောင့်မြို့ကန်တွေဟာနေအိမ်တွေထဲပြန်မနေထိုင်ရဲကြသေးသလိုအန္တရာယ်ရှိနေတဲ့အဆောက်အဦတွေကိုတက်ဆိုင်ရာတာဝန်ရှိသူတွေကအမြန်ဆုံးဖြိုဖျက်ပေးဖို့လိုလားနေကြပါတယ်ယာယီနေထိုင်စရာစခန်းလည်းမရှိနေအိမ်ထဲလည်းပြန်နေမရလို့နောက်ဆက်တွဲလူမှုဒုက္ခတွေကိုလည်းခံစားနေရတဲ့အကြောင်းမန္တလေးမြို့ကငလင်ဘေးသင့်ပြည်သူတဦးပြောပြတာကအခုကြားတဲ့အခါကျတော့အဲ့ပြိုပြက်နေတဲ့နေရာတွေကလည်းလာစစ်ဆေးမဲ့လူကလည်းမရှိဖြိုပေးမဲ့လူတွေကလည်းမရှိအိမ်သားတွေကလည်းခက်ခဲရေတွေကလည်းခက်ခဲအပုံနဲ့နေရလဲလိုင်းပြီးတော့လေနော်ငွေကြေးတက်နိုင်တဲ့လူတွေစုဆက်ပြီးမှလေနော်အိမ်ဖြိုတာလေးတွေအန္တရာယ်ဖြစ်နေတဲ့အိမ်လေးတွေကိုတော့ဝိုင်းပြီးမှဖြိုဖျက်ပေးတာလေးတွေအဲ့လိုမျိုးလေးတွေလုပ်ပေးနိုင်ရင်တော့အဆင်ပြေမယ်လို့ကျမတို့ထင်တယ်ကုညီကယ်ဆယ်ရေးတွေမရောက်သေးတဲ့နေရာတချို့မှာဒေသခံတွေကပြိုပြက်နေတဲ့အဆောက်အဦတွေကိုဖြိုဖျက်ရှင်းလင်းပြီးပိတ်မိနေသူတွေကိုရှာတာကိုယ်ပိုင်ပစ္စည်းတွေကိုရှာဖွေခြင်းပေမဲ့သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေကခွင့်မပြုတာကြောင့်ပိတ်မိသူတွေအတွက်အချိန်မမီတာတွေဖြစ်တယ်လို့နေအိမ်တွေကိုပြန်ဖြိုချရှင်းလင်းခွင့်မပြုတာကြောင့်လမ်းတွေပေါ်မှာပဲဆက်နေကြတယ်လို့ဒေသခံတွေကပြောကြပါတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးမြို့ခံတဦးပြောတာကဖြိုခွင့်ကတော့ဒါတစ်မျိုးလုံးကိုပေးမထားဘူးအခုသဘောနဲ့ကိုလုံးဝမဖြိုရဘူးနောက်အိမ်ဆောက်ခွင့်မပေးထားဘူးအကုန်လုံးကတော့ပြောရရင်တစ်ခွက်ကြီးကျယ်ကြီးရောက်နေတာပေါ့ကယ်ဆယ်ရေးကလည်းမရောက်ကယ်ဆယ်ရေးမရောက်တော့ကိုယ့်အကိုဝင်ရှာမယ်ဆိုတော့လည်းရှာခွင့်ရမှာမရဒီဟာကြီးကဖြိုမှရမယ်ဖြိုမှကယ်လို့ရမယ်ဆိုတော့လည်းဖြိုခွင့်ရမရှိအဲ့လိုလိုဖြစ်နေတာပေါ့ပုံစော်နန်းနေပြီဆိုတော့မှပဲအဲ့ဒီနေရာကိုဖော်ဖို့လုပ်ကြတယ်ဒီမန်းလေးမျိုးလိုပုံစံတွေကိုလှိုင်းနေတာပဲငလင်တန်တဲ့အဆောက်အဦအပျက်စီးတွေကိုဖယ်ရှားရှင်းလင်းဖို့ဘယ်လိုတတ်မှတ်ချက်တွေရှိနေလဲဘာကြောင့်ခွင့်ပြုချက်မပေးနိုင်တာလဲဆိုတာသိရဖို့မန္တလေးမြို့တော်စီပင်သားယာရေးကော်မတီနဲ့သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေစီ BBC ကဆက်တွယ်မေးမြန်းခဲ့ပေမဲ့အဆက်အသွယ်မရခဲ့ပါဘူးစစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ကထိခိုက်ပျက်စီးသွားတဲ့အဆောက်အုံတွေထဲဝန်ထမ်းအိမ်ယာတွေလည်းပါဝင်ပါတယ်စစ်ကောင်စီရဲ့တရားဝင်ထုတ်ပြန်ချက်အရရုံးအဆောက်အဦ800ကျော်နဲ့ဝန်ထမ်းအိမ်ယာ135လုံးပါဝင်ပြီးတော့အစိုးရဌာနအနည်းဆုံး2ခုကို BBC ကဆက်တွယ်မေးမြန်းတဲ့အခါရုံးလုပ်ငန်းတွေလည်ပတ်ဖို့အခက်အခဲရှိနေတယ်လို့အမည်မဖော်လိုတဲ့ဝန်ထမ်းတချို့ကပြောပြီးတော့အသေးစိတ်ဖြေဆိုဖို့ညှင်းဆန်ခဲ့ပါတယ်ငလင်လုတ်ပြီး6 ရက်အကြာအာဏာပိုင်တွေရုံးဆိုင်တဲ့နေပြည်တော်မှာအခြေအနေဘယ်လိုရှိနေပါတလဲမန္တလေးမြို့ပေါ်ကဆုံးမှုအများဆုံးပဲမြို့လေကောင်ဈေးနားတစ်ဝိုက်ကတို့လည်းပိုလေးရလမ်းပိုတော့တယ်လမ်းတော့တခြားအကုန်လုံးတို့ကြပစ္စည်းအဲ့ဒါရမြို့ပြန်ကြီးတခုလိုပဲလေအဲ့တုံးလမ်းပေါ်မှာရှိတဲ့တိုက်တွေအကုန်လုံးပြိုကျပစ္စည်းကများသွားတယ်အတိုက်တွေဖြိုချပြရတာရှိတယ်။ဘာမှမပြစ်မနေနေလို့မရတော့ဖြိုချပြရတာရှိတယ်။နောက်ပြိုကျပစ္စည်းသွားတာရှိပါတယ်မှာ။ဒါပေမဲ့ပြင်မနာမြို့ပေါ်ကတော့အများဆုံးပေါ့နော်။ပြိုကျပစ္စည်းမှုတွေလည်းရှိတယ်။နောက်ဖြိုလူဖြစ်နေတဲ့တိုက်တွေလည်းရှိတယ်။နေပြည်တော်ဘက်ကတော့ဝန်ထမ်းအိမ်ယာတွေအကုန်လုံးရုံးနေရလေ။သုံးပုံနှစ်ပုံတော့ပစ္စည်းသွားတာ။ပြန်လဲထူထောင်ပို့လာတဲ့ကိုတော်တော်လွတ်ရအောင်မယ်ငလင်ရဲ့ဗဟိုချက်မှဖြစ်တဲ့စကိုင်းမြို့ပေါ်မှာတော့တမြို့လုံးနီးပါးငလင်ကြောင့်ပျက်စီးသွားခဲ့တယ်လို့လူသေဆုံးမှုပျောက်ဆုံးမှုတွေလည်းအများအပြားဖြစ်ပေါ်ခဲ့ပါတယ်ငလင်လောက်ခတ်ပြီး6 ရက်ကြာလာတဲ့အချိန်အထိကုညီကယ်ဆယ်ရေးတွေလိုအပ်နေသလိုပြိုကျတဲ့တိုက်တွေအောက်မှာသေဆုံးနေသူတွေကိုရှာဖွေတည်ထုတ်နေရတုံးပဲလို့စကိုင်းမြို့ပေါ်ကကယ်ဆယ်ရေးသမားတွေကပြောကြပါတယ်နိုင်ငံတော်ဝန်ကငလင်ဘေးကြောင့်ဒုက္ခရောက်နေသူတွေကိုကုညီကယ်ဆယ်ပေးတာပြန်လည်နေရာချပေးတာစတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့အမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမန္တလေးရဲ့ညွှန်ကြားရေးမှူးထံ BBC ကဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူးဒီနေ့နေ့လယ်ပိုင်းကလည်းငလင်တန်အပြင်းထန်ခန်းစားခဲ့ရတဲ့ကြောက်စဲမြို့မှာကြောက်တစ်တာခေါ်ကြောက်တုံးကြီးပြုတ်ကျနိုင်ခြေရှိတာကြောင့်ဖောက်ခွဲဖျက်ဆီးမှဖြစ်လို့အဲ့ဒီအနီးဝန်းကျင်မှာနေထိုင်တဲ့ဒေသခံတွေကိုအရေးပေါ်အခြေအနေကြီးညာပြီးပြောင်းရွှေ့ခိုင်းနေတယ်လို့သိရပါတယ်